အားလုံးပဲမင်္ဂလာပါ GA7 YouTube Channel ကနေပြန်လည်ဆိုကြိုဆိုလိုက်ပါတယ်လူတိုင်းကတော့ပိုက်ဆံရှိဖို့အိမ်မက်မဲ့ကြပါတယ်ပိုက်ဆံရှိရင်ဘဝကလွယ်ကူသွားမယ်လို့တွေးတတ်ကြပါတယ်ဒါပေမဲ့တကယ်ပဲအဲ့ဒီလိုဖြစ်နေမလားတချို့လူတွေမှာတန်းချီတဲ့ငွေရှိနေပေမဲ့မနက်အိပ်ရထားဖို့အတွက်တောင်စိတ်မတက်ကြွနိုင်ပါဘူးတချို့လူတွေမှာအိမ်နဲ့ကားမရှိပေမဲ့လည်းမျက်နှာမှာပျော်ရွှင်မှုရှိနေပါတယ်ဒီနေ့မှာတော့ပိုက်ဆံနဲ့မဖြည့်ရှင်းနိုင်တဲ့အရာ30ခုကိုပြောပြချင်ပါတယ်ဘာကြောင့်ဒီအရာတွေကငွေထက်တန်ဖိုးကြီးနေတာလဲဆိုတာကိုဗီဒီယိုအဆုံးထိကြည့်ရင်သိလာနိုင်ပါတယ်။ဗီဒီယိုလေးမစရင်ကျွန်တော် YouTube Channel ကို Subscribe မလုပ်ရသေးရင်လုပ်ပေးသွားပါအောင်နော်။ဒါဆိုဗီဒီယိုလေးပြန်ဆက်လိုက်ရအောင်။နံပါတ်1စိတ်အေးချမ်းမှုကငွေနဲ့ဝယ်လို့မရတဲ့အရာပါ။ချမ်းသာတဲ့သူတွေတောင်စိတ်ငြိမ်သက်မှုမရှိတဲ့အချိန်များပါတယ်။တကယ်ပျော်ရွှင်တဲ့သူဆိုတာမိမိစိတ်ကိုထိန်းနိုင်တဲ့သူပါ။မျှဝေပေးနိုင်သူသဘောထားကောင်းတဲ့သူနားလည်တတ်သူအဲ့ဒီလိုလူတွေကပဲစိတ်အေးချမ်းမှုကိုရနိုင်ပါတယ်နံပါတ်2အချစ်ပိုက်ဆံနဲ့အချစ်ကိုဝယ်လို့မရနိုင်ပါဘူးခံစားချက်မပါဘဲငွေကြောင့်တန်းစားဆင်ထားတဲ့အချစ်ကတန်ဖိုးမရှိပါဘူးတကယ်တမ်းတော့အချစ်ကမျှဝေခံစားမှုနဲ့တနာကျင်နာမှုဖြစ်ပါတယ်မင်းရဲ့နှွေးထွေးကျင်နာမှုကငွေကျက်တန်ဖိုးရှိပါတယ်နံပါတ်3ယုံကြည်မှုဟာအချိန်နဲ့တိဆောက်ရတဲ့အရာပါငွေပေးလို့ယုံကြည်မှုမရနိုင်ပါဘူးလူကြီးမင်းရဲ့အပြုတ်မှုကပဲယုံကြည်မှုကိုတိဆောက်နိုင်ပါတယ်နံပါတ်4အချိန်ပြီးဆုံးသွားတဲ့အချိန်တွေကိုဘလောက်ပဲငွေရှိနေပါစေပြန်မရနိုင်ပါဘူးတန်ဖိုးရှိတဲ့အရာတွေကအချိန်ကိုတန်ဖိုးထားတဲ့အခါမှရနိုင်ပါတယ်အချိန်ကလူကြီးမင်းရဲ့အကြီးမားဆုံးငွေကြေးပါပဲနံပါတ်5ကျမ်းမာရေးပိဿနဲ့ဇေဝါတွေကိုဝယ်နိုင်ပေမဲ့ကျမ်းမာရေးကိုတော့မဝယ်နိုင်ပါဘူးစိတ်ကျမ်းမာရေးကိုကျမ်းမာရေးအတွက်တော့ငွေကတန်ဖိုးမရှိပါဘူးနေတိုင်းတန့်ရှင်းစွာနေပါအနားယူပါဒါဟာလူကြီးမင်းရဲ့ချမ်းသာမှုအမှန်ပါပဲနံပါတ်6မိသားစုမေတ္တာဆိုတဲ့အရာကိုငွေနဲ့ဖန်တီးလို့မရပါဘူးတန်ဖိုးရှိတဲ့မိသားစုဆိုတာနားလေတက်တဲ့မိဘချစ်တက်တဲ့သားသမီးတွေပါမင်းအတွက်မိသားစုကဘဝရဲ့အဓိပ္ပာယ်ပါငွေမရှိလေပျော်ရွှင်နိုင်တဲ့နေရာပါနံပါတ်9တငယ်ချင်းကောင်းဆိုတာငွေမရှိတဲ့အချိန်မှာမင်းနဲ့အတူရှိနေပေးတဲ့သူပါငွေရှိတဲ့အချိန်မှာမင်းသားရှိနေပေးတဲ့သူတွေကတော့မင်းကိုချစ်တဲ့သူတွေဖြစ်ဖို့များပါတယ်ဒါပေမဲ့မင်းခက်ခဲနေတဲ့အချိန်တွေမှာလဲမင်းသားရှိနေပေးတဲ့သူကတော့တငယ်ချင်းကောင်းပါနံပါတ်10ပျော်ရွှင်မှုအမှန်တကယ်ပျော်ရွှင်မှုကိုငွေနဲ့မဝယ်နိုင်ပါဘူးပျော်ရွှင်မှုဟာလူကြီးမင်းရဲ့အတွင်းစိတ်ကနေဖြစ်လာတာပါမျှဝေနိုင်တဲ့အခါတနာကျင်နာကတဲ့အခါမှပျော်ရွှင်မှုဆိုတာဖြစ်ပေါ်လာတာပါနံပါတ်9အမတ်တရားများငွေပေးပြီးကောင်းမွန်လှပတဲ့အမတ်တရားဓာတ်ပုံထုတ်နိုင်ပါတယ်ဒါပေမဲ့တန်ဖိုးရှိတဲ့အမတ်တရားတွေကတော့စိတ်ထဲမှာရှိနေတဲ့အရာပါဒီနေ့မှာဒီအရာတွေကိုပြန်ကြည့်မယ်ဆိုရင်ငွေမပါဘဲခံစားချက်တွေနဲ့ပြန်လည်ခံစားလို့ရမှာပါနံပါတ်10ဘဝရဲ့အဓိပ္ပာယ်ကိုငွေပေးလို့မပြည့်စုံနိုင်ပါဘူးဒါဟာမင်းရဲ့လှုပ်ဆောင်မှုမျှဝေမှုနဲ့သဘောထားမှုကပဲပြည့်စုံနိုင်ပါတယ်ဘဝကငွေနဲ့မလှပစေပါဘူးစိတ်နဲ့သာလှပစေပါတယ်ပိဿံကလိုအပ်ပါတယ်ဒါပေမဲ့ပိဿံဟာသုံးဆွဲဖို့အရာတစ်ခုသာဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်